ကဲ့ပင်လာပါဗျကျွန်တော်တို့အောင်ပါသေးကနေပြီးတော့ဒီရောင်းချလိုက်တဲ့ပေါ့နော်ဒီဟာရီယာ 2.2 ဒီ 4 wheeler ဆိုလို့ရှိရင်တောင်ကြီးမြို့ကနေပြီးတော့ယုံကြည်စွာစီယံလက်ပြီးဝယ်ယူတဲ့အကိုနဲ့မနေရှိကိုကျွန်တော်ရောက်ရှိလာပြီပေါ့နော်ငုံနဲ့မနေရလဲကားလေးမြင်တော့သူတို့သဘောကျတဲ့အတွက်ကျွန်တော်တို့ဒီကားလေးကိုခဏနေကားလေးအနံမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တခုရှိတာပေါ့နော်ဒီအကိုနဲ့မနေကိုကျွန်တော်လုံးဝမမြင်ဘူးစုံလဲပြင်မှာလုံးဝမစုံဘူးဒါပေမဲ့ကျွန်တော် online TikTok ကနေကြည့်ပြီးတော့ကျွန်တော်ရဲ့လှုပ်ဆောင်ချက်လေးတွေပေါ်မှာယုံကြည်မှုရှိတယ်ဆိုပြီးတော့စီယံလှမ်းဝယ်ခြင်းလှမ်းပြီးလွှဲပြီးဝယ်ခြင်းဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုပေါ့နော်နောက်တစ်ခုဒီကားရောင်းဝယ်မှာကျွန်တော်လေးသားစရာတစ်ခုလေးရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီအကိုနဲ့ကျွန်တော်နဲ့ကဖုန်းတကောမှပြောလည်းမပြောဘူးစုံလည်းမစုံဘူးအမကနေပြီးတော့ဥဆောင်ပြီးတော့ဒီအမျိုးသားကိုဒီကားလေးကိုပေါ့နော်ဒီအကိုကဆိုင်းစရာဆိုတော့ဆိုင်းသွားတဲ့နေရာမှာအသုံးပြုဖို့အတွက်ကိုဒါမကနေပြီးတော့ဥဆောင်စီစဉ်ပြီးတော့အမျိုးသားကိုလက်ဆောင်ပေးတဲ့ကားလေးဖြစ်ပါတယ်ခင်ဗျာအဲ့တွေဒီအကိုကိုကျွန်တော်တို့ကနေပြီးတော့ဒီကားဝယ်တဲ့အထိမ့်မှမဟုတ်ဘဲနဲ့ပေါ့နော်ဒါအမျိုးသမီးကောင်းပေါ့နော်ဒီယောက်ျားပုံမှာတိတက်နားလဲတဲ့မျိုးဒီကောင်တယောက်ရထားတဲ့အတွက်ကျွန်တော်တို့ယောက်ျားချင်းပေါ့နော်ဒါ respect တခုဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်တို့အခုပန်းသီးလေးပေးရချင်ပါတယ်ဗျဟုတ်ညပန်းပြီးပါလေရဒီမှာဟုတ်ဒီကားလေးကိုအဆင်ပြေလားဗျဟုတ်ပြေးပါတယ်ဗျာလွန်ပြေးတယ်အခုလိုအောင်ပါဒီမှာလုံးဝအဆင်ပြေတယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့ဘုံလုံးယုံကြည်မှုတစ်ခုပဲလေဟုတ်ကဲ့ကိုနောက်ဝယ်မဲ့သူများလည်းဒီမှာပဲဝယ်ကြပါလို့ဟုတ်ကဲ့မိုက်ပြောပြပါအောင်ဗျအဆင်ပြေပါတယ်အကုန်လုံးပြောရတာလေပေါ့နော်တခါမှတော့မစုံဘူးပဲမဲ့ဖုန်းနဲ့ပဲအလုပ်လုပ်ပြီးတော့ဝယ်ရတာအဆင်ပြေပါတယ်ဟုတ်ကဲ့ဗျဟုတ်ကားလည်းကြိုက်ပါတယ်ဟုတ်ကဲ့ဗျဟုတ်ကျွန်တော်တို့ကဂျပန်က GD အဟောင်းလေးရောင်းတဲ့ပုံမှာပေါ့နော်တာဝန်ယူမှုတွေအများများပါတယ်ဗျတချို့ຢာလေးတွေမှာကျွန်တော်တို့တာဝန်ခံရတဲ့အပိုင်းတွေအများများတယ်ဒါပေမဲ့ကျွန်တော်ကဂျပန်ကားကိုကျွန်တော်တာဝန်ပြည့်ပါကျွန်တော်ယူရဗျပြန်ရောင်းတဲ့အထိတောင်ကျွန်တော်တာဝန်ယူပေးတယ်ဖြတ်ဆက်ဖောက်ဆိုဖြစ်ဖို့နေတသားပေါ့နော်ကားမှာအတွန်းတိုက်ပါရင်တော့ကျွန်တော်တာဝန်ယူပြီးကျွန်တော်မရောင်းချဘူးပြန်လဲမဝယ်ဘူးအဲ့အတွက်ကိုဒီမတွေကလည်းကျွန်တော်ရဲ့ဟိုကြည့်ပြီးတော့အားပေးဝယ်ခြင်းဖြစ်ပါတယ်အခုလိုဝယ်ယူအားပေးကြတဲ့ကျွန်တော်တောင်ကြီးနဲ့တော့အရင်ရည်သက်ပါတယ်တောင်ကြီးမြို့ကနေအားပေးတဲ့လူအများများတယ်ခုနောက်ပိုင်းပေါ့နော်တောင်ကြီးတစ်မျိုးလုံးနဲ့အရင်မြန်မာပြည်ရဲ့ကကျွန်တော်အားပေးချစ်ခင်ကြတဲ့ကားချစ်သူကဆောင်များအားလုံးကိုကျွန်တော်အောင်ပါစီမိသားစုကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကိုကြီးဘာမှနောက်ဆုံးပြောချင်လဲဘာမှပြောကြမရှိပါဘူးအကုန်လုံးကားအတွက်လုံးဝကောင်းလို့ကျွန်တော်မောင်းကိုမဆန်ဘူးကိုယ့်ရဲ့ယုံကြည်မှုတစ်ခုတည်းနဲ့ပဲသွားရပါတယ်ဟုတ်ကဲ့ဟုတ်ဒီကားလေးနဲ့ပေါ့နော်ဆိုင်းပွဲတွေအများကြီးပေါ့ဒီကားလေးရောက်တဲ့နေရာစပြီးတော့ဆိုင်းပွဲရာချီထောင်ချီပြီးတော့ဆိုင်းပွဲတွေလက်ခံရရှိပြီးတော့နော်တိန်းတောင်းချီပြီးတော့ပိုင်ဆိုင်ပြီးတော့ဒီထက်ကောင်းတဲ့အကိုရဲ့အိမ်မက်ကလည်းကလူကာပဲကလူကာအိမ်မက်ကိုအများဆုံးဖော်ဆောင်နိုင်ပါစေလို့ကျွန်တော်တို့အောင်ပါစီမိသားစုကနေပြီးတော့တကယ်ပေါ့နော်မြေတားစေနာအပြည့်နဲ့ဆုမကောင်တောင်းပေးပါတယ်ကလူကာဝန်ထမ်းနဲ့တင်ကြလို့ရှိရင်လည်းကျွန်တော်ဒီကားလေးကိုပြန်လဲလက်ခံဝယ်ယူပြီးတော့ကလူကာလေးနဲ့လဲပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျွန်တော်တို့အောင်ပါစီမိသားစုကနေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါတော့ဒီကိုကျေးဇူးပဲကျေးဇူးပါခင်ဗျာဒါကားဝယ်လို့ပေးတာမဟုတ်ဘူးဟုတ်ပါတယ်ဒါကိုကြီးလေးသားလို့